MRD4 channel 7เนี่ย base key စနစ်ဖြစ်သွားပြီเนาะ base key ရိုက်နေအခုတင်ပေးမယ် menu ကိုနှိပ်စုံညာ၄လုံးရိုက်ပြီးရင် installation ကိုဝင် okay နှိပ်ဟုတ်ပြီအဲ့မှာထိုင်ကွန် K တို့ပါလို့ညာတော့တွေ့မယ်ဟုတ်ပြီဂျိုတုအစ်စ်ပြန်ရေးမယ်เนาะဂျိုတုအစ်စ်ပြန်ရေးမှဖြစ်တဲ့အတွက် remove ကအနီခလုတ်ကိုနှိပ်အဲ့မှာအဲ့လိုပေါ်လာပြီဆိုရင်ကျွန်တော် keyboard လေးပေါ်တဲ့ okay ကိုနှိပ် okay ကိုနှိပ်ပြီးတော့အဲ့မှာ keyboard လေးမှာစာသားလေးတွေရိုက်မယ်MRTV4 လို့ရိုက်မယ်ပြီးပြီဆိုရင်အဲ့ဒီမှာအဝါခလုတ်ကိုနှစ်ချက်နှိပ်မယ်เนาะအဝါကိုနှစ်ချက်နှိပ်မယ်ဒါဆိုရင်ပထမတစ်ချက်နှိပ်မယ်เนาะနောက်ဒုတိယတစ်ချက်နှိပ်မယ်ဒုတိယတစ်ချက်နှိပ်ရင်သူအဲ့ဒီစလုံးလေးကိုရိုက်ထားတဲ့စလုံးလေးကိုသူမှတ်သွားလိုက်မယ်เนาะအဲ့ဒီမှာ MRTV4 ဆိုမှတ်သွားပြီဟုတ်ပြီအဲ့ဆိုညာဘက်အကွက်ရွှေ့မယ်တန်ချက်တဲ့ခလုတ်နဲ့ရွှေ့မယ်အဲ့မှာ5150ဖြစ်နေတာကိုကျွန်တော် universal လို့ပြောင်းမယ်เนาะ okay နှိပ်ပြီးပြောင်းပြီးလို့ရှိရင် exit ကိုနှိပ် exit ကိုနှိပ်လို့ရှိရင် yes or no မေးမယ် yes ပဲပြောင်းပြီး okay နှိပ်ပြီးလို့ရှိရင် set မေးခလုတ်နှိပ်เนาะ set မေးခလုတ်နှိပ်ပြီးရင်ကျွန်တော်တို့ add အနီရောင်ခလုတ်ကိုနှိပ်မယ်အဲ့ဒီမှာကုတ်ရေးဖို့ကြားလာလိုက်မယ်ကြားလာတဲ့ခါမှာ129 V3000 ဆိုတာကိုရိုက်မယ်အပေါ်မှာ frequency မှာ129 sample rate မှာ3000အဲ့လိုလေးရိုက်မယ်ပြီးရင်အောက်က polarity ကို V8 ဖြစ်နေတာကို V ကိုအတန်ချက်နဲ့ပြောင်းပြီးရင် save နှိပ်ပေါ့เนาะပြီးရင် EPG အပြာခလုတ်ကိုနှိပ်လိုက်ဒါဆိုရင်သူ line ရှာလိုက်မယ်အဲ့မှာ search မှာ okay နှိပ်ဒါဆိုရင်သူ line ရှာလိုက်မယ်အဲ့မှာ line ထွက်လာလိုက်မယ် line လည်းအများကြီးထွက်လာလိုက်မယ်အဲ့မှာ search fee နဲ့မှာ okay နှိပ်အဲ့ဒီမှာကျွန်တော် MRTV4 ကိုရှာ channel 7ပေါ့နော် channel 7တော့ MRTV4 ကိုရှာလိုက်ရှာပြီးရင် menu ပြန်နှိပ်เนาะအဲ့မှာ installation ရဲ့အပေါ်က channel edit ကိုသွားเนาะဒီမှာ TV channel list edit TV channel list ကိုသွားပြီးရင်ကို base key ထည့်ခြင်းတဲ့ line ကိုMRTV4 သို့မဟုတ် channel 7ကို okay တစ်ချက်နှိပ် okay တစ်ချက်နှိပ်ပြီး0တစ်ချက်နှိပ်အဲ့မှာ base key ရိုက်ဖို့နေရာပေါ်လာမယ်အဲ့မှာ336လုံး36လုံးလို့ရိုက်မယ်เนาะ remove ပေါ်ကနံပါတ်တွေပြီးလို့ရှိရင်အပြာခလုတ်ကိုနှိပ်မယ်ဒါဆိုရုပ်ထွက်လာလိမ့်မယ်เนาะအဲ့ဒီမှာအဲ့တော့တစ်ခုရိုက်ပြီးပြီဆိုရင်နောက်ထပ် channel 7 MRTV4 channel 9အဲ့ဒီ line တွေကိုလည်းအဲ့ဒီတိုင်းပဲအခုတိုင်းပဲပြန်လုပ်မယ်เนาะအခုတိုင်းပဲပြန်လုပ်မယ်အဲ့မှာ line တစ်ခုကိုထပ်ရွေးမယ်ပြီးရင်အဲ့ okay နှိပ်မယ်0နှိပ်မယ်0နှိပ်လိုက်ရင်အဲ့လို base key ရိုက်ဖို့နေရာလေးပေါ်လာလိမ့်မယ်36လုံးပြန်ရိုက်မယ်ပြီးရင် EPG အပြာခလုတ်ကိုနှိပ်မယ်ရိုက်ပြီးရင် EPG အပြာခလုတ်ကိုနှိပ်မယ်ရုပ်ပေါ်လာလိမ့်မယ်ဒါ base key ရိုက်နေပေါ့เนาะအဲ့ရနေနောက်ဆုံးရောက်နေတဲ့ line တွေကိုရှေ့ရွှေ့ကျင်နေဆို menu နှိပ်မယ်เนาะပြီးရင်ဟို password ရိုက်ပေါ့เนาะ menu နှိပ် password ရိုက်ပြီးလို့ရှိရင်အဲ့ဒီမှာအပေါ်က edit channel TV channel list okay နှိပ်ပြီးလို့ရှိရင်ကိုရွှေ့ကျင်တဲ့ line ကိုသွားပေါ့เนาะပြီးရင်အဝါရောင်ခလုတ်လေးကိုတစ်ချက်နှိပ်အဝါရောင်ခလုတ်လေးကိုတစ်ချက်နှိပ်လိုက်အမှအဝါရောင်လေးကကြီးသွားလိမ့်မယ်ပြီးရင်ကိုရွှေ့ကျင်တဲ့ line ကို okay နှိပ်ပြီးရင်ရွှေ့သွားလိုက်ကိုရွှေ့ကျင်တဲ့နေရာထိအောင်တည်သွားလိုက်เนาะတည်သွားရင်ကိုရွှေ့ကျင်တဲ့နေရာရောက်ပြီဆိုရင် okay ပြန်နှိပ်ပေါ့ကိုထားခြင်းတဲ့နေရာပေါ့နော်နောက်ဆုံးမှရောက်နေတဲ့ line ကိုရှေ့ဆုံးကိုပို့ခြင်းနဲ့ဆိုရင်အဲ့လိုအဝါရောင်ခလုတ်လေးကိုနှိပ်ပြီးတော့တည်သွားလိုက်အဲ့တော့ကိုထားခြင်းတဲ့နေရာရောက်ပြီဆိုရင် okay လေးပြန်နှိပ်လိုက်နော်အဲ့မှာ exit ကိုနှိပ် yes or no မေး yes ကိုနှိပ်ဒါဆိုရင်နောက်ဆုံးမှဝင်တဲ့ line ကရှေ့ဆုံးကိုပြန်ရောက်သွားမယ်နော်အဆင်ပြေကြပါစေဗျာ